ဗီဒီယိုမစတင်ခင်မှာတခုပြောချင်ပါတယ်အဲ့ဒါတော့ကျွန်တော် channel ကို subscribe လုပ်ပေးထားဖို့ပါ subscriber 100ပြီးတော့မှ Cobra Kai Season 2ဆက်ပြီးတော့တည်ပေးတော့ပါမယ်ဒါလူဆိုရဲ့ဘွားကတော့သူချစ်ရတဲ့မိသားစုရဲ့ကားကုမ္ပဏီတစ်ခုရဲ့နဲ့ဘွားအဆိုးပြီးနေပါတယ်။ဒီနေ့ကုမ္ပဏီကအပြန်မှာကိုရာဂိုင်ခရာတေးတို့ကြပြန်ဖွင့်နေတာတွေ့လိုက်ရတဲ့အချိန်မှာသူ့ရဲ့ငယ်တင်ကအတိတ်ဆိုးတွေပြန်ပေါ်လာပါတယ်။ဂျွန်နီကမီဂေးကိုအမှန်ကန်တင်ပေးနေပါတယ်။ဂျွန်နီကမင်းအနေနဲ့ဒီနေ့ကစပြီးငါ့ကိုစမ်းသဲလို့ခေါ်ရမယ်ဆိုပြီးတပွဲပြလိုက်ပါတယ်။မီဂေးပုံစံကလက်ကျင်ကန်တော့တခါမှမလုပ်ဘူးရဲ့ငါပြောတကောင်ပုံစံဖြစ်နေပါတယ်။တိုက်ခါ90ထိုးခိုင်းတော့လေအခါထိုးဖို့အနန္တဖြစ်နေပါတယ်။ဒီလိုနဲ့မြို့နယ်ကျမ်းမာရေးဌာနကလူတယောက်ရောက်လာပြီးဒီနေ့ကစီးပွားရေးကပွင့်လာတာမဟုတ်ဘူးလား။မီဂေးအောင်မင်းရဲ့ဖောက်တယ်လားစသဖြင့်မေးပါတော့တယ်ဂျွန်နီကအခုမှဒိုဂျိုခွင်မှုတာမဟုတ်ဒါရင်နားမလဲပါဘူးကျမရေးဌာနကလူကမင်းအနေနဲ့ဒီညမှာလက်မှတ်ထိုးမှဒီမှာဖွင့်လို့ရမှာဖြစ်ကြောင်းရှင်းပြပါတယ်တစ်ဖက်မှာတော့လာလူဆိုတာဂိမ်းမဲဆော့နေတဲ့သူသားကိုပါတီမှာပြောဖို့ပြောနေပါတယ်ဒါပေမဲ့နားမထောင်ပါဘူးလာလူဆိုမိတ်ဆွေလမ်းလုံးဆက်တော့လေတခုခုကိုဆက်ရောက်နေပါတယ်ဂျွန်နီကတော့မီဂီကိုတန်းရှင်းလောက်ခိုင်းနေပါတယ်ဒီလိုနဲ့သူ့ရဲ့စုတွေကိုတတိထားပြီးတော့အဲ့ဒါအငယ်တန်းနှင်းကနိုင်ငံတာကြီးဖြစ်ကြောင်းပြောခဲ့ပါတယ်အကြီးတိုင်းနှစ်တရာရောလို့မေးတော့ဂျွန်နီဆောင်းရတော့တယ်မီဂီကမာမီပွိုင်းလေးဖြစ်ပြီးအဖေမြစ်တာငတ်နေတဲ့ကောင်လေးတယောက်ဖြစ်ပါတယ်လာလူဆိုသမီးဖြစ်တဲ့စမန်တာကတော့အိမ်မှာသူ့ငယ်ချင်းတွေခေါ်ပြီးပါတီလုပ်နေပါတယ်လာလူဆိုပြန်လာတော့အားလုံးနေထုတ်လိုက်ပါတယ်လာလူဆိုကတော့အခန်းရှင်ရင်သူသမီးကိုခရိုက်တီတင်ပေးခဲ့တာတွေတတိယနေပါတယ်လာလူဆိုနဲ့စမန်တာကတော့တရားနဲ့တယောက်တောင်းပန်ရင်အဆင်ပြေသွားပါတယ်စမန်တာကခိုင်ခါဆိုတဲ့ကောင်လေးတယောက်နဲ့စကားကြီးပြောပြကြောင်းပြောတော့လာလူဆိုကတောက်ကြနေမိသားစုညတာပွဲကဖိတ်လိုက်ပါတယ်ဒီနေ့ကမီဂေချောင်းစားတတ်တဲ့နေ့ဖြစ်ပါတယ်မီဂေကစမန်တာနဲ့စကားပြောဖို့လုပ်တဲ့အချိန်မှာထိုင်လာရောက်လာတော့မပြောဖြစ်ပဲပြန်လဲလာခဲ့ပါတယ်ကျောင်းစင်းတော့ဂျော်နီကထိုးဘွက်တွေစတင်ပေးပါတယ်ဒီနေရာကိုထိုးရင်နှာခေါင်းသွေးထွက်မယ်ဒီနေရာကိုထိုးရင်တွားကျိုးမယ်ဒီနေရာကိုထိုးရင်သူ့ရဲ့လေပြုံးကတွားပြီးပဲစသဖြင့်တင်ပေးနေပါတယ်ဒီကြီးကိုတင်ပေးနေတော့ကျောင်းတယောက်ပုံဆက်လာပါတယ်အကြောင်းကတော့သူသားဖြစ်သူရောဘင်ခင်းကမော်လီရဲ့3နေလို့ဖြစ်ပါတယ်မော်လီကိုရာတော့မူရစ်စေတမျိုးဖြစ်ပါတယ်။ကုန်းပြောတော့လဲချိုးမပြေသလိုကျောင်းကသူ့အမေကိုပဲပြောခေါ်လိုက်မယ်လို့ပြောလိုက်ပါတယ်။မိကြီးကငကြောက်တကောင်လိုထိုးနေတော့ကျောင်းမှာကလေးတွေကမင်းကောက်ပေါ်အမိုက်တက်တာလူရင်လို့လား။နင်းကြီးတိုင်းရမယ်ထင်နေရလားဆိုပြီးကိုဟန်အနေထားယူခိုင်းတာချန်သူ့ပုံပေါ်ခိုင်းပြီးခိုးခိုင်းပါတယ်။အဲ့တော့မှမှန်သွားပါတယ်။မိသားစုညတာပွဲမှာလဲခိုင်လာအချိုးမပြေဘူးဆိုတာကိုလာလူဆိုသိလိုက်ရပါတယ်။ဒီလိုနဲ့လာလူဆိုကလက်ကတိုင်းရရေးကြောင်းပြီးတော့ရန်ဖြစ်လာတာဖြစ်ကြောင်းပြောပြပါတယ်။လာလူဆိုကလေသူလည်းငငယ်တော့ရန်ဝဲနေတဲ့အင်းကြောင်ပြောပြပါတယ်။ဒီလိုနဲ့ခိုင်လာကစကူးဆိုင်မှာထိခဲ့တာတွေကိုလာလီဆိုအကုန်ပြောပြလိုက်ပါတယ်ဒီလိုနဲ့လာလူဆိုတယောက်ဂျွန်နီဆိုတာဂျမ်းမီသွားပါတယ်အဲ့လိုနဲ့ကိုဘရာနိုင်တို့ဂျိုရောက်လာတဲ့ပါတယ်ဒီလိုနဲ့သူတို့ညရဲ့တိုက်ပွဲအပြတ်နဲ့အသက်ဝင်လာပါတယ်